လွန်ခဲ့တဲ့နှစ်ပေါင်း100နီးပါးကမြန်မာနိုင်ငံဟာအာရှမှာအရှမ်းသာဆုံးနဲ့အတိုးတက်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ဖူးတယ်ဆိုတာသင်သိပါသလားအဲ့ဒီအချိန်ကမြန်မာပြည်ဟာအာရှရဲ့ဆောင်းဝကြီးပါကမ္ဘာအကြီးဆုံးစံပို့ကုန်နိုင်ငံဖြစ်တယ်လို့ BOC ရေနံကုမ္ပဏီကထွက်တဲ့ရေနံနဲ့နမတူကထွက်တဲ့သတ္တုတွေကြောင့်ဒေသတွင်းမှာစီးပွားရေးအရှိန်ဟုန်အကောင်းဆုံးဖြစ်ခဲ့ပါတယ်ပညာရေးမှာလည်းရန်ကုန်တက္ကသိုလ်ဟာအာရှရဲ့အောက်စဖော်လို့တင်စားရလောက်အောင်နာမည်ကြီးခဲ့ပြီးအိန္ဒိယနိုင်ငံတွေကတောင်လာတက်ခဲ့ကြပါတယ်ရန်ကုန်မြို့ဟာလည်းအချစ်တန်းရဲ့ဥယျာဉ်မြို့တို့အဖြစ်တန့်ရှင်းတရနေခဲ့တဲ့အရှင်ပဲဖြစ်ပါတယ်ဒါပေမဲ့ဒီတိုးတက်မှုတွေရဲ့နောက်ကွယ်မှာနေရှိစနစ်ရဲ့ဖိနှိပ်မှုတွေလည်းရှိခဲ့ပါတယ်အတိတ်ကရွှေရောင်ခေတ်ဟာကျွန်တော်တို့အတွေ့ဂုဏ်ယူစရာဖြစ်တယ်လို့ပြန်လည်ရယူရမယ့်သင်ခန်းစာတစ်ခုလည်းဖြစ်ပါတယ်